ကျွန်တော်ဆက်ပြီးတော့ column တွေဆွဲတဲ့အပိုင်းကိုတွားမယ်ပေါ့နော် column တွေကကြတော့ဒီ archi နဲ့ structure tab ကအောက်မှာနှစ်ခုလုံးရှိတယ်ဒီမှာလည်း column ရှိတယ်ဒီမှာလည်း column ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ structure column ကိုပဲဆွဲလိုက်မယ်တော့ column စဆွဲတော့မယ်ဆိုလို့ရှိရင်ဒီအပေါ်ဘားမှာဒီ option ဘားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ် level ကနေပြီးတော့ဘယ် level အထိဆွဲချင်တာလဲဆိုတာကိုအရင်ဆုံး edit လုပ်ပါမယ်အဲ့တော့ဒီမှာက height က depth ကဆိုပြီးတော့နှစ်ခုရှိတယ် height ကကြတော့ကျွန်တော်တို့ဒီဆွဲမဲ့ plan view ရဲ့အထက်ကိုရောက်သွားတယ်ဥပမာကျွန်တော်တို့အခုလောလောဆယ်ဆိုလို့ရှိရင် level 1ပေါ့နော် level 1 plan view ကိုရောက်နေတယ်အဲ့တော့ဆွဲတဲ့အခါမှာ level 1နဲ့အထက်ကို column တက်သွားတယ်ကြလို့ဒီနေရာမှာ tab ကိုရွေးထားရဆိုလို့ရှိရင်ဒီ level 1ရဲ့အောက်ကိုဒီ column ကရောက်သွားပြီပေါ့နော်အဲ့တော့ဒီဘက်ဘေးကဟာတွေကကြတော့ကျွန်တော်တို့ဘယ် level အထိဆွဲချင်တာလဲ unconnected လို့ထားလို့ရှိရင်ကျွန်တော်တို့ရဲ့ column ရဲ့ height ကိုဒီမှာလာပြီးတော့ထည့်ပြီးတော့ဆွဲလို့ရတယ်တကယ်လို့ level 2လို့ထားတဲ့အခါမှာဒီ level 1ကနေပြီးတော့ level 2ပေါ့နော်အခုရောက်နေတာက level 1ဆိုတော့ဒီမှာ level 2ထားလို့ရှိရင် level 1နဲ့ level 2ကိုဆက်ပြီးတဲ့ဒီ column ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ column တွေကိုစပြီးတော့ဆွဲလို့ရပြီပေါ့နော်တော့ကျွန်တော်တို့ကတနေရာချင်းစီမှာ click နှိပ်ပြီးတော့ manually ဆွဲလို့လည်းရတယ်နောက်တစ်တနည်းကြတော့ဒီဘက်ညာဘက်တောင်းမှာ aggregate intersection ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်သုံးပြီးတော့ဆွဲလို့လည်းရတယ်ဒီကောင်ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ drip line တွေကိုဒီ crossing selection နဲ့ select မှတ်တဲ့အခါမှာဒီမျိုး horizontal နဲ့ vertical နဲ့စုံတဲ့ဒီ grip တွေစုံရတဲ့ နေရာတွေမှာဒီကောင်က column လေးတွေကိုထည့်ပေးရပေါ့နော်ဒီလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ လိုချင်တယ်ဆိုလို့ရှိရင်ဒီအပြင်က finish လေးကိုနှိပ်ပြီးတော့ဆွဲလို့ရတယ်ဒီလိုမျိုးပေါ့နော်နောက်တစ်နေရာဆိုလို့ရှိရင်ဒီ aggregate ကိုရွေးမယ်ပြီးလို့ရှိရင်ဒီ crossing selection နဲ့ဒီလိုမျိုး select မှတ်ပြီးတော့ဒီ grid line တွေစုံတဲ့နေရာမှာဆွဲလို့ရတယ်ပေါ့နော်ဒါကတော့ဒီ column တွေကို manually ဆွဲရတဲ့ဟာရယ်ဒီ aggregate ကိုသုံးပြီးတော့ဆွဲရတဲ့ဟာရယ်ပေါ့နော်တော့ကျွန်တော်ဆက်ပြီးတော့ဒီဆွဲပြီးသား column တွေကိုသူ့ရဲ့ ASIC ကိုလှည့်ခြင်းနေဆိုလို့ရှိရင်ဒီကောင်ကို select မှတ်မယ်ပြီးလို့ရှိရင် modify ထဲမှာဒီ rotate ဆိုတဲ့ဟာရှိတယ်ပေါ့နော်ဒီကောင်ကိုရွေးမယ်ပြီးရင်ကျွန်တော်ပထမဆုံးအနေနဲ့ဒီ angle တစ်ခုခုကိုဒီ ASIC တစ်ခုခုကိုရွေးပေါ့နော် H ဖြစ်ဖြစ် Y ဖြစ်ဖြစ်ရတယ်ဒီကောင်ကိုရွေးပြီးလို့ရှိရင်ဒီကောင်ကို90 degree လှည့်တဲ့အခါမှာဒီဘက်ဘေးကကောင်မှလိုက်ပြီးတော့လဲသွားတယ်ပေါ့နော်ဒီလိုမျိုးလုပ်လို့ရတယ်နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့လုပ်ပြပေးမယ်ဒီကောင်ကို select မှတ်မယ် modify ထဲမှာ rotate ကိုရွေးမယ်ပြီးရင် exit တစ်ခုခုကိုရွေးမယ်ပြီးရင်ဒီကောင်ကို90 degree လှည့်တဲ့အခါမှာဒီကောင်ကအောက်ကကောင်မှလိုက်ပြီးတော့လဲသွားတယ်ပေါ့နော်ဒီလိုမျိုးဆွဲပြီးသား column တွေရဲ့သူတို့ရဲ့ exit တွေကိုလှည့်လို့လည်းရတယ်ကျွန်တော်နောက်တစ်နည်းကကြာတော့ကျွန်တော်တို့ဒီ column တွေကိုစဆွဲတဲ့ကသူတို့ရဲ့ exit ကိုတစ်ခါလေးလှည့်လို့ရတယ်ဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာကဒီ rotate after placement ဆိုတာရှိတယ်ပေါ့နော်ဒီကောင်ကိုအမှန်ကြီးလေးချစ်ပြီးတော့ကျွန်တော်တို့က column တွေကိုဆွဲတဲ့အခါမှာသူက select တစ်ချက်မှတ်ပြီးတော့ကျွန်တော်တို့ကဒီ exit ကိုလိုချင်တာလားမလိုချင်ဘူးလားဆိုတာကိုရွေးလို့ရတယ်ကျွန်တော်တို့ကဒီ exit ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီဘက်ဘေးနားကဒီကောင်ကို0 degree လို့ထားပြီးတော့ select မှတ်လိုက်အဲဆိုလို့ရှိရင်ဒီကောင်ကဒီ exit ကိုရတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကအခြား exit ဘက်ကိုလိုချင်တယ်ဆိုလို့ရှိရင်တစ်ချက် select မှတ်ပြီးတော့90 degree ဘက်ကိုပြောင်းလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကအခြား exit ဘက်ကိုလှည့်သွားတယ်ပေါ့နော်ဒီလိုမျိုး column တွေကိုစဆွဲတဲ့ကဒီသူ့ရဲ့ exit ကိုတစ်ခါလေးလှည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ rotate after placement ကိုသုံးပြီးတော့ column တွေကိုလှည့်တဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဆွဲထားတဲ့ column တွေကို 3D မှာတစ်ချက်တွားကြည့်မယ်ပေါ့နော် 3D မှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ်တယ်တော့ elevation view မှာလည်းတစ်ချက်တွားကြည့်မယ်ဒီလိုမျိုးပေါ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ column တွေကိုဒီ del ဆိုရတဲ့ဟာပေါ့တကယ်လို့ကျွန်တော်တို့ column တွေကိုဆောင်းဆောင်းလေးဆွဲချင်တယ်ဆိုလို့ရှိရင်လည်းဒီကောင်ကရတယ်တော့ဒီ column ကို select မှတ်မယ် column ကို select မှတ်မယ်ပြီးလို့ရှိရင်ဒီ modify ထဲမှာဒီ slanted column ဆိုတာရှိတယ်ပေါ့နော်ဒီ slanted column ကိုဆွဲပြီးတော့သုံးပြီးတော့ column တွေကိုစောင်းပြီးတော့ဆွဲလို့ရတယ်တော့ slanted column မှာကဒီ option bar ကိုအရင်ဆုံးကြည့်မယ်ဒီမှာက first click ရယ် second click ရယ်ဆိုပြီးတော့နှစ်ခုရှိတယ် first click ကကြာတော့ကျွန်တော်ဘယ် level မှာထားချင်တာလဲပေါ့နော် column ရဲ့အခြေကဘယ်နားမှာထားချင်တာလဲ second click ကကြာတော့ဒီ column ရဲ့ဒီထိပ်ကပေါ့နော်ဘယ်နေရာမှာထားချင်တာလဲဆိုပြီးတော့ဒီမှာရွေးလို့ရတယ်တော့ကျွန်တော်တို့မှာ first click ကို level 1မှာထားမယ်သူ့ရဲ့ offset ကို0ထားလိုက်မယ်တော့ကျွန်တော်ဒီကောင်ကို level 2အရင်ပြောင်းလိုက်မယ်ဒီကောင်ကို0ပြန်ပြီးတော့ထားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်စပြီးတော့ဆွဲလို့ရပြီပေါ့နော်
တော့ကျွန်တော် first click ကိုဒီညမှာကျွန်တော်ထားလိုက်မယ် second click ကိုကြတော့ဒီနားတော့မှထားလိုက်မယ်တော့ဒီကောင်ကိုကျွန်တော် elevation view ကနေပြီးတော့သွားပြီးတော့ကြည့်မယ်ဒီလိုမျိုးပေါ့နော်ကျွန်တော် column တွေကိုဒီလိုမျိုး slanted column ကိုသုံးပြီးတော့ column တွေကိုစောင်းပြီးတော့ဆွဲလို့ရတယ်တော့ဒီမှာတစ်ချက်ဒီသတိထားမှာက column တွေကဒီလိုမျိုးပေါ့နော်သူကဒီလိုမျိုးစောင်းကြီးဖြစ်နေတယ်ကျွန်တော်တို့ကဒီလိုမျိုးမဖြစ်ချင်ဘူးဒီလိုမျိုး horizontal အတိုင်းလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကို select မှတ်မယ်သူက properties ထဲမှာဒီ base cast style ဆိုတာရှိတယ်ပေါ့နော်ဒီကောင်ကို horizontal လို့ရွေးလိုက်မယ်အဲ့ဒါဆိုရင်ဒီကောင်ကဒီမှာ horizontal တစ်ခုဖြစ်သွားပြီအပေါ်က top cast style ကိုလည်း horizontal လို့ရွေးလိုက်လို့ရှိရင်ဒီကောင်ကသူ့ရဲ့ပေါ်က cast style ကဒီ horizontal ဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးဒီနည်းကိုသုံးပြီးတော့လဲကျွန်တော်တို့ column တွေကိုစောင့်ပြီးတော့ဆွဲလို့လည်းရတယ်ပေါ့နော်ဒီ steel column တွေကိုလည်းကျွန်တော်တို့ဒီ RC column တွေဆိုတဲ့နည်းကိုပဲသုံးပြီးတော့ဆွဲလို့ရတယ်ပေါ့နော်တော့ကျွန်တော် column ကိုတစ်ချက်ပြန်ရွေးလိုက်မယ်တမန်ကသူကဒီ RC column ပြင် steel column လည်းပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့လိုချင်တဲ့ type မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ကနီးဒီလိုပဲပေါ့နော် insert ထဲမှာ load family တွေကိုတွားမယ်ပြီးရင်ဒီ column တွေကိုဝင်မယ်ပေါ့နော်သူကဒီမှာ structural column နဲ့ရှိရတယ်ဒီ structural column တွေကိုတွားမယ်ပြီးရင်ဒီ concrete column ဆိုလို့ရှိရင်ဒီ concrete ပေါ့နော် steel ဆိုလို့ရှိရင် steel hook ဆိုလို့ရှိရင် hook ဒီမှာသူ့ရဲ့ type တွေအများကြီးရှိရပေါ့နော်ကျွန်တော်ဒီထဲမှာကျွန်တော်လိုချင်တဲ့ကောင်ကိုလာရွေးပြီးတော့ခေါ်ဆွဲလို့ရရပေါ့နော်ဒါကတော့ဒီ family ကိုခေါ်ပြီးတော့ဆွဲတာပေါ့ဒါမှမဟုတ်ဒီ concrete rectangular column ကိုမှကျွန်တော်ကအခြား site ပေါ့နော်ကျွန်တော်က custom site ကိုသုံးပြီးတော့ဆွဲလို့လည်းရတယ်အတော့ column ကို select မှတ်မယ်ပြီးလို့ရှိရင် edit type ထဲမှာဒီကောင်က1218 column ပေါ့နော်အကောင်ကိုကျွန်တော်က18 column လို့ပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကို duplicate လုပ်မယ်ပြီးရင်18လို့နာမည်ပေးလိုက်မယ်ပြီးလို့ရှိရင်18ရောက်အောင်ဒီအောက်ကနေရာမှာလာပြီးတော့ edit လုပ်မယ်ပေါ့နော်တော့ဒီမှာက B ကို14ရောက်အောင်ကျွန်တော်တပီနဲ့နှစ်လက်မှာပေါ့နော်အဲ့ဒါရိုက်လိုက်မယ်ပြီးရင် apply လုပ်မယ် okay နှိပ်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်18 column ကိုဒီမှာလာပြီးတော့ဆွဲလို့ရပြီဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး active type ကိုသုံးပြီးတော့လဲကျွန်တော်တို့ရဲ့လိုချင်တဲ့ custom site တွေကိုတွားပြီးတော့ edit လုပ်လို့ရတယ်ပြီးတော့ဒီခုန insert ထဲမှာလဲကျွန်တော်တို့လိုချင်တဲ့ column တွေကိုတွားပြီးတော့ယူသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ column ဆိုတဲ့အပိုင်းကိုတွားခဲ့တာပေါ့နော်နောက်ဗီဒီယိုကြရင်တော့ bin ဆိုတဲ့အပိုင်းကိုဆက်ပြီးတော့တွားမယ်ပေါ့နော်